ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေနဲ့လေးစားတဲ့ဆရာတွေနဲ့ဒီ live ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူဒေါ်လာမိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကနဦးနှုတ်ဆက်လိုက်ရပါတယ်ဟုတ်ဒီနေ့ကဖလန်မြို့သိမ်းတိုက်ပွဲနေဆိုကျွန်တော်မနေ့ကရတယ်ဖလန်ရဲ့ညီလေးဟိုထုတ်ဝတ်ထားတာပေါ့နော်အမညာကတော့ messenger နေလာပြောတယ်စကားပြောရတဲ့အရန်တူတယ်ပေါ့နော်ရှည်ရှည်လေးပြောပြပါဆိုကျွန်တော်ကလည်းနည်းနည်းစကားရှည်ရှည်မပြောတတ်တဲ့ပါတော့တက်လိုက်တဲ့လောက်တော့ဟိုရှည်ရှည်လေးပြောပါမယ်ပေါ့နော်အားလုံးလည်းသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီဖလန်းမြို့သိမ်းတိုက်ပွဲကပိတ်ဆက်မှုပြည်သူဘက်ကရောပေါ့နော်ပြည်သူဘက်ကရောကျွန်တော်တော်လိုင်းရဲဘော်တွေကရောတော်လိုင်းရဲဘော်တွေဘက်ကရောပိတ်ဆက်မှုတော်တော်လေးများခဲ့တဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်ဖလန်းကိုကျွန်တော်ဆက်ဆက်ရောက်ချင်းတုန်းကဆိုရင်နည်းနည်းလေးဟိုအမှန်တိုင်းပြောရရင်ပေါ့နော်စိတ်ထဲမှာအရင်ကြီးဘဝင်မကြတာလေးတွေအဲကြုံရတယ်ပေါ့နော်ကြုံရတယ်ဆိုတော့တခြားတော့မဟုတ်ပါဘူးလို့ဒီစစ်ရေးနဲ့ပတ်သက်ပြီးတော့အော်ဒီလိုလေးဆိုရင်တော့ပိုကောင်းမယ်ဒီလိုမျိုးလေးကတော့ပိုအဆင်ပြေနိုင်တယ်ဒီလိုမျိုးပေါ့နော်တခါတလေတချို့ရဲဘော်လေးတွေရဲ့စစ်သားမပီတာတဲ့ပုံစံလေးတွေတွေ့ရတဲ့အခါ၄နှစ်တောင်ရှိနေပြီဒီကလေးတွေစစ်သားမဖြစ်သေးဘူးဒီရဲဘော်တွေစစ်သားဘာလို့မဖြစ်သေးတာလဲပေါ့နော်စသဖြင့်စသည်ဖြင့်ပေါ့နော်ဘဝင်မကြတာလေးအားမရတာလေးတွေရှိတယ်ဆိုတော့အဲ့ဒီဘဝင်မကြမှုနဲ့အတူကျွန်တော်စိတ်ထဲမှာဒီလိုမျိုးပုံစံနဲ့ဆိုရင်ငါတို့အစင်ရောပြေပါမလားငါတို့အောင်ရောအောင်ပါမလားတိမ်ရောတိမ်ပါမလားပေါ့နော်ဒီလိုမျိုးမေးခွန်းလေးတွေလည်းတော်တော်ကိုမေးဖြစ်တယ်ပေါ့နော်ကိုလည်းမေးဖြစ်တယ်ကျွန်တော်တို့အချင်းချင်းကြားထဲမှာလည်းပြောဖြစ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီမေးခွန်းတွေအားလုံးကဖလန်မြို့သိမ်းတိုက်ပွဲနဲ့အတူတူကျွန်တော်တို့အဆုံးသတ်သွားပြီပေါ့နော်ကျွန်တော်တို့ရဲ့တဦးတယောက်တစုတစ်ဖွဲ့ရဲ့စူးစမ်းမှုအားထုတ်မှုနဲ့မဟုတ်ဘဲနဲ့အစုအဖွဲ့ကြီးရဲ့ကျွန်တော်တို့အားလုံးမြေပြန့်တောင်တန်းမြေပြန့်ကရဲဘော်တွေနဲ့တောင်တန်းကရဲဘော်တွေနဲ့အားလုံးပူးပေါင်းပြီးတော့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ကကြီးမားတဲ့အောင်မြင်မှုကြီးမားတဲ့ရလဒ်ကိုယူလာနိုင်ခဲ့ကြပြီဒီလိုအောင်မြင်မှုယူတဲ့အခါမှာလဲတော်တော်လေးကိုပေးဆဲရတာများပါတယ်အနီးကနေခဲ့တဲ့သူတယောက်အနေနဲ့ပြောရမယ်ဆိုရင်နောက်ဆုံးပွဲသိမ်းတရက်ထဲမှာတင်လူနာဟာအယောက်60ကျော်ပါတယ်အယောက်60ကျော်ပါတယ်အဲ့ဒီထဲမှာတော်တော်လေးကြီးမားတဲ့ဟာကိုပြောရမယ်ဆိုရင်ခြေထောက်နှစ်ချောင်းလုံးပြတ်သွားတဲ့ရဲဘော်က2ယောက်ပါခြေထောက်တစ်ချောင်းဖြတ်လိုက်ရတဲ့ရဲဘော်က2ယောက်ပြီးရင်နောက်ထပ်ပြင်းထန်ဒဏ်ရာတွေလည်းတော်တော်ကိုများတယ်ပေါ့နော်တော်တော်ကိုများတယ်တောက်လျှောက်မှာကျွန်တော်တို့ဟိုတနေ့ကပြောသလိုပဲလူနာကြီးရတယ်လူနာဟေးဆရာမလူနာဆိုပြီးပြေးကြပြီလူနာရှိတဲ့နေရာကိုပြေးကြပြီတခါလူနာကြည့်နေတော့ကားတစ်စီးပြီးတစ်စီးထိုးဆိုင်ဘာလဲလူနာလားအရေးကြီးလားဆရာမမဟုတ်ဘူးကြာသွားပြီဟာဒီမှာလူနာကြည့်နေနေကြာသွားပြီဆိုဟိုတော်တော်လေးစိတ်ကအဆင်မပြေဘူးပေါ့နော်ရတယ်အဲ့ဒါဆိုဟိုမှာထားလိုက်ဟိုမှာမင်းတို့ဟိုမှာခဏထားလိုက်အောင်ပြီးငါတို့လုပ်ပေးမယ်ဆိုပြီးတော့ဒီဘက်ကအရေးပေါ်လူနာကိုပြန်ကြည့်တခါကားတစ်စီးထိုးဆိုင်အရေးပေါ်လူနာတွေထပ်ရောက်နောက်ထပ်ကားတစ်စီးထိုးဆိုင်အဲ့လိုပဲအစောလိုပဲ body တွေအဲ့တော့ကျွန်တော်တို့မှဟိုနေ့ကပြောသလိုအရေးပေါ်လူနာကိုကြည့်လိုက် body ကိုကြည့်လိုက်ဒီကြားထဲမှာဘယ်လိုပြောမလဲဟိုကိုရဲဘော်ကြာသွားလို့ဟိုဝမ်းနေနေတဲ့ရဲဘော်လေးတွေပေါ့နော်ရဲဘော်လေးတွေကိုအားပေးလိုက်ဟိုအားပေးဖို့တော့မှကျွန်တော်တို့ကအချိန်မရဘူးဘာလို့လဲဆိုလူနာထပ်ခါရောက်နေတာအဲ့တော့ကျွန်တော်တို့မှအားပေးဖို့ဟိအောင်အားတင်းထားမငိုနဲ့မင်းတို့ဆက်တိုက်ရအောင်မှသူတို့ပေးဆက်သွားတယ်လို့ဘယ်ခံယူမင်းတို့နဲ့မတွေ့ရတော့ဘူးလို့မခံအဲ့လိုမျိုးတွေမစင်စားနဲ့သူတို့ပေးဆက်သွားတယ်ဆိုပြီးတော့ပဲသူတို့တော့ခုံယူပါညာဒါတွေကကျွန်တော်ရင်ထဲကပဲပြောရတာအပြင်ကထွက်မလာဘူးဘာလို့အပြင်ထွက်လာမလာလဲဆိုအချိန်မရလို့ဟိုမှာအရေးပေါ်လူနာတပုံကြီးဒီမှာကျွန်တော်တို့ကကြာဆုံးသွားတဲ့လူတွေအတွက်ကျွန်တော်တို့မှာဝမ်းနေပေးပြီးတော့ဒီလူတွေဘေးနားမှာနေပေးဖို့အချိန်မရဘူးအားပေးဖို့လည်းအချိန်မရအဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုရင်ပခုံးလေးပဲပုတ်လိုက်တယ်ကြာသွားတဲ့ရဲဘော်ကိုပခုံးလေး3ချက်ပုတ်လိုက်တယ်ဟိအောင်ခုံယူတယ်မင်းကောင်းသွားတော့သူ့ကိုဒီလောက်ပဲပြောလိုက်တယ်သူ့ဘေးနားကသူ့အတွက်ငိုကြွေးနေကြတဲ့သူတို့တပ်ဖွဲ့ရဲ့ရဲဘော်ကိုပခုံးလေးပုတ်လိုက်တယ်ပခုံးလေး3ချက်ပုတ်လိုက်တယ်အာတင်ထားဒီ3လုံးပဲကျွန်တော်ပြောပြတယ်ပြီးတော့အရေးပေါ်လူနာစီတန်းလာတယ်ဆက်လုပ်ရတယ်ညလုံးပေါက်နေ့လုံးပေါက်ပေါ့နော်မနက်
9 နာရီကနေစလိုက်တာဟာညတကောင်တော့မပြီးသေးပါဘူးညတကောင်တော့မပြီးသေးဘူးကျွန်တော်ညတကောင်ရောက်တဲ့အထိထမင်းလည်းမစားရသေးကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်ဆိုတော့ညာကြီးမိုးချုံမှထမင်းစားရတယ်ထမင်းစားနေတော့လည်းပဲအဲ့လိုပဲဆရာမလူနာဆိုပြီးတော့ပြေးကြည့်လိုက်တော့ရောက်လာပြန်ပြီ9 ယောက်6 ယောက်6 ယောက်ပြတ်တဲ့လူတွေရောကြီးကြီးကျယ်ကျယ်ဒဏ်ရာရတဲ့လူတွေရောတခါအဲ့ဒီလူတွေကိုကြည့်ပြီးတော့ည1 နာရီ 2 နာရီလောက်ထိုးပြီ2 နာရီလောက်ထိုးပြီည2 နာရီလောက်ထိုးပြီးဆိုတော့အနားယူကြမယ်ဆိုပြီးတော့အဲ့ဟာကိုလဲနေတဲ့အချိန်မှာကျမရေးလူနာဆိုပြီးခေါ်လာပြန်ပြီပြေးရပြန်ပြီအဲ့လိုမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီပွဲသိမ်းနေရတော့မိုးလင်းထိပါပဲအယောက်60လူနာလည်းအယောက်60ရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါဟာတရက်ထဲမှာကျွန်တော်တို့ကြုံရတဲ့အဖြစ်အပျက်ပါအဲ့ဒီရဲ့ရှေ့မှာလည်းဟိုအဖြစ်အပျက်ဒီအများကြီးပေါ့နော်ရှေ့ရ mission ရက်တွေမှာလည်းရှေ့ရက်တွေမှာလည်းကျွန်တော်တို့အများကြီးကြုံခဲ့ကြတယ်နောက်ဆုံးကျွန်တော်တို့အရန်ကိုဘယ်လိုပြောမလဲအလုံးများလွန်းလို့အရေးပေါ်လူနာတွေကိုပဲအာရုံစိုက်ရမယ်လို့တွေးပြီးတော့ကြာပြီးသားရဲဘော်တွေကိုငါတို့စီလာမပိုးနဲ့တော့နောက်ကိုတန်းပို့လိုက်တော့ငါတို့ဒီမှာအရေးပေါ်လူနာတွေပဲကြည့်တော့မယ်မင်းတို့ကြာပြီးသားရဲဘော်တွေကိုနောက်ကိုပဲပို့လိုက်တော့ကျွန်တော်တို့ဒီလိုတောင်ပြောရတယ်အဲ့လိုပြောရတဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာတအားကိုပြင်းပြင်းထန်ထန်ခံစားရပါတယ်ဒါပေမဲ့ဟိုရှင်ကြံနေတဲ့လူတွေအတွက်ကျွန်တော်တို့ကဆက်လုပ်ရမယ်ဒီလူတွေကပို့ပြီးအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့သွားနေတဲ့လူတွေကိုတော့ဂုံယူလေးစားရင်းနဲ့သွားနှင်ပါစေတော့ပေါ့နော်အဲ့ဒီလိုပဲစိတ်ကိုဆုံးဖြတ်ချက်ချပြီးတော့ကြံခဲ့တဲ့လူတွေကိုပဲကျွန်တော်တို့အကောင်းဆုံးစောင့်ရှောက်ခဲ့ကြတယ်အကောင်းဆုံးပြုစုခဲ့ကြတယ်ပေါ့နော်ကျွန်တော်တို့လက်ထဲကိုရောက်ပြီးတဲ့နောက်မှာတော့ကြာဆုံးလူနာတော့မရှိဘူးကြာဆုံးပြီးသားလူတွေပဲကျွန်တော်တို့စီကိုရောက်ခဲ့ကြတယ်ပေါ့နော်ပြီးတော့မြို့သိမ်းတိုက်ပွဲပြီးတယ်ကျွန်တော်အောင်ပွဲတွေခံကြတယ်တပုံတွေရိုက်ကြတယ်ပေါ့နော်တပုံတွေရိုက်ကြတယ်ကျွန်တော်လည်းဟိုဒီသွားတယ်ပေါ့နော်ဖလန်ကိုလည်းခုမှပထမဆုံးရောက်ဖို့လားဆိုဟိုဒီသွားတယ်ပြီးတော့ပြန်လာတော့ body နဲ့နှစ်ခုအထက်ရောက်နေပြန်တယ်ဆိုတော့ကျွန်တော်မေးတယ်ပွဲကပြီးသွားပြီလေပွဲကပြီးသွားပြီဘလို့ဖြစ်ပြီးတော့ body ကရောက်နေရပြန်တာတော့ဆိုတော့လွန်ခဲ့တဲ့2 လလောက်ကကြာသွားတဲ့ရဲဘော်တွေအဲ့ဒီတုန်းကအလောင်းမရတာအခုမှပြန်ရခဲ့တာဆရာမတဲ့ဆိုတော့ပြည်နယ်ကလေးတွေနဲ့ထုတ်ထားတဲ့ body တွေကိုဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းပြင်ဖို့စင်ဖို့ပြည်နယ်ကိုဖွင့်တဲ့အခါမကြုံဘူးတဲ့တွေတော့ဒါဟာနည်းနည်းလေးခြောက်ခြားပွဲမြင်ကွင်းဖြစ်ကောင်းဖြစ်ပါမယ်ဒါပေမဲ့ကျွန်တော်တို့တော့ကတော့တိတ်ကိုဝမ်းနေရတဲ့မြင်ကွင်းပါ body နှစ်ခုလုံးမှာအသားတွေမရှိတော့ပါဘူးလုံးဝအယိုးစုပဲကြံနေခဲ့ပါပြီအယိုးစုပဲကြံနေခဲ့ပြီအဲ့ဒီမှာမှ body နှစ်ခုမှာတစ်ခုကခေါင်းမပါလာပါဘူးဆိုတော့ဒီရဲဘော်ကိုခေါင်းမရှိအောင်လုပ်လိုက်ကြတယ်လို့ကျွန်တော်ယူဆရတယ်ပေါ့နော်ဒါနောက်ရဲဘော်တစ်ခုကတော့နောက်ရဲဘော်တယောက်ကတော့ဟိုအယိုးတွေပေါ့နော်အပြည့်စုံပါလာတယ်နောက်ထပ်ရဲဘော်တယောက်ကတော့ခေါင်းမပါလာဘူးကျန်တဲ့အစိတ်ပိုင်းတွေပါလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကြံခဲ့တဲ့ရခဲ့တဲ့ရုပ်လောင်းကိုပဲကောင်းကောင်းမွန်မွန်ကျွန်တော်တို့တကြိုလိုက်ကြရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးပေးဆက်မှုတွေအဲ့ဒီလိုမျိုးဆုံးတော့အနေနာခံမှုတွေနဲ့ဒီဖလန်မြို့သိမ်းတိုက်ပွဲကြီးကအောင်မြင်ခဲ့တာပါဟိုလွယ်ကူကူကြီးတော့မဟုတ်ခဲ့ဘူးပေါ့နော်ကျွန်တော်နောက်ဆုံးနေ့မှာဆိုရင်ဘယ်လောက်တောင်ဝမ်းနေစရာကောင်းလဲဆိုရင်အမျိုးသမီးရဲဘော်6 2ချောင်းလုံးပြတ်သွားတာပါအမျိုးသမီးရဲဘော်ပေါ့နော်ဆိုတော့ဟိုဒီနေရာမှာကျွန်တော် gender discrimination လုပ်တာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဟိုအမျိုးသားတွေနဲ့အမျိုးသမီးတွေနဲ့တန်းတူတိုက်ပွဲဝင်ရတယ်သို့တော်ညာလည်းပဲဟိုဒဏ်ရာရတာများသောအားဖြင့်အမျိုးသားတွေများတာဟုတ်ဘာလို့ဆိုတော့ကျွန်တော်တို့ရှေ့တန်းမှာအမျိုးသားတွေကအရေးအတွက်များတော့ဒဏ်ရာရတာလည်းအမျိုးသားတွေများပါတယ်သို့တော့ဟိုအမျိုးသမီးတွေလည်းပါတယ်ပေါ့နော်ဒဏ်ရာရတဲ့အချိန်မှာအမျိုးသမီးတွေတိတ်မပါတော့ဟိုကျွန်တော်တို့စိတ်ထဲမှာတော့နည်းနည်းလေးပို့ပြီးစိတ်မကောင်းဖြစ်တယ်လို့တော့ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ညီမလေးရောက်လာတယ်ခြေထောက်နှစ်ချောင်းလုံးကပေါင်းအရင်ကနေဟိုကျွန်တော်တို့စီရောက်တဲ့အချိန်မှာကိုပြက်လူနီးပါးပါဒါဟို air strike ကြောင့်ပေါ့နော်ပေါင်900ဘုံနဲ့ကျဲတယ်ကျဲတော့အဲ့ညီမလေးကအဲ့အနီးနားမှာရှိနေခဲ့တယ်ပေါင်နှစ်ချောင်းလုံးကအရင်ကနေပြက်လူနီးပါးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့စီရောက်နေတဲ့အချိန်မှာကိုပြက်လူနီးပါးဖြစ်တယ်ဟိုစိတ်ထဲမှာအမှန်တိုင်းကျွန်တော်ရိုးသားစွာဝန်ခံရရင်စိတ်ထဲမှာနည်းနည်းလေးကျွန်တော်ရှုပ်ထွေးသွားတယ်သူ့ကိုမြင်လိုက်တဲ့အချိန်မှာဆရာဝန်တယောက်ရဲ့စိတ်နဲ့ငါးသားဆိုရင်ဆိုတော့သူ့နေရာမှာငါးသားဆိုရင်ဆိုတဲ့စိတ်ကျွန်တော်အဲ့နှစ်ခုကြီးကရှင်တွဲနေတာဆရာဝန်တယောက်ရဲ့စိတ်နဲ့သူ့ကိုငါရအောင်ကယ်ရမယ်သူ့ကိုငါတို့ရအောင်ကယ်ရမယ်အဲ့ဒီစိတ်ရှိတယ်လို့ငါးသားဆိုရင်ဆိုတဲ့စိတ်ကကျတော့ဘယ်လိုဖြစ်လဲဆိုရင်ငါးသားဆိုရင်တော့ငါ့ကို
လွတ်ပေးလိုက်ကြပါတော့ငါ့ကိုဆွဲမထားကြနဲ့တော့ငါသွားပြရစီတော့ဆိုရဲစိတ်အဲ့ဒီနှစ်ခုကျွန်တော်လွန်ဆွဲနေမိတယ်အဲ့ဒီအချိန်မှာသို့တော့ကျွန်တော်ဆရာဆရာမတွေတအားတော်ကြပါတယ်ကျွန်တော်တို့နဲ့အတူရှိနေကြတဲ့စိတ်သက်သားတွေသူနာပြုဆရာဆရာမတွေတိတ်ကိုတော်ကြပါတယ်ကျွန်တော်တို့စီရောက်တဲ့အချိန်မှာလူနာတော်တော်လေးကို shock ရနေပြီပေါ့နော်ခြေထောက်နှစ်ချောင်းလုံးအရင်ကနေပြတ်တော့သူတို့တေချာလေးလုတ်ပေးနိုင်ကြတယ်ပေါ့နော်တေချာလေးလုတ်ပေးရတယ်ကျွန်တော်ကကျွန်တော်လည်းလှုပ်တော့လှုပ်နေတယ်ဒါပေမဲ့အစောပြောသလိုကျွန်တော်စိတ်ထဲမှာဝေခွဲမရတဲ့စိတ်နှစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဟိုရှုပ်ထွေးနေမိတယ်ပေါ့နော်တိုးတော့ကျွန်တော်ရှုပ်ထွေးနေတဲ့အချိန်မှာကျွန်တော်ဆရာဆရာမတွေကအကောင်းဆုံးလုပ်သွားတယ်ပြီးတော့အဲ့ဒီလူနာကိုကျွန်တော်ကိုယ်တိုင်အနောက်က operation center ကိုပို့တယ်အဲ့ဒီမှာကျွန်တော်ရဲ့ senior surgeon ဆရာဝန်အကိုပေါ့နော်ကျွန်တော်တို့အကိုကြီးရဲ့ကျွန်တော်ရဲ့နှစ်ယောက်သူ့ကိုခွဲကြတယ်အချိန်မရတော့အကိုကညီမလေးနေဒါလုပ်လိုက်ငါဒါလုပ်လိုက်မယ်နေဒါလုပ်လိုက်ငါဒါလုပ်လိုက်မယ်အဲ့လိုပေါ့နော်ဆိုတော့အဲ့ဒီ operation center ရောက်တဲ့အထိကိုကျွန်တော်စိတ်ထဲမှာရှုပ်ထွေးနေတော့မှာသူများတွေအားလုံးလုံးဆရာရှိရလုပ်နေပေမဲ့ကျွန်တော်စိတ်ထဲမှာရှုပ်ထွေးနေတော့မယ်သူဘဝကိုဘယ်လိုရှေ့ဆက်မလဲပေါ့နော်ငါတို့သူ့ကိုကယ်ပြီးလိုက်ရင်ငါတို့သူ့ကိုဘာဆက်လုပ်ပေးမလဲသူ့ဘဝရှေ့ဆက်လို့ရအောင်ငါတို့သူ့ကိုဘယ်လိုမျိုးကူညီပေးမလဲအဲ့ဒီမိကုန်းနေပဲကျွန်တော်လက်ကတော့အလုံးလုံးနေလက်ကတော့ကျွန်တော်စီနီယာအကိုပြောတဲ့အတိုင်းသူညွှန်ကြားတာတွေကိုကျွန်တော်လုပ်နေတယ်သူကဒါလုပ်ဆိုဒါလုပ်ဟိုလုပ်ဆိုဟိုလုပ်ကျွန်တော်လုပ်နေပေမဲ့စိတ်ထဲမှာတော့တောက်လျှောက်တွေးနေတယ်တစ်ချိန်တည်းမှာကျွန်တော်6ရောက်တွေကပေါင်ရင်းကနေတအားကိုနာနေတယ်ဘလို့ဖြစ်တာလဲတော့မသိဘူးတကယ်ကိုကျွန်တော်သူ့ကိုခွဲနေတဲ့အချိန်သူ့6နှစ်ဖက်လုံးကိုအရင်ကနေကျွန်တော်ဖြတ်နေတဲ့အချိန်မှာကျွန်တော်ရဲ့ပေါင်နေရာတောက်လျှောက်နှစ်ဖက်စလုံးကနာနေတာပါဒါရမရပဲနဲ့ဆိုတော့သူ့ကိုကျွန်တော်တို့ကယ်လိုက်နိုင်တယ်သို့တော့6နှစ်ချောင်းလုံးကတင်ပစုံခွက်ကနေပြီးတော့ပေါင်နှစ်ချောင်းလုံးကိုကျွန်တော်တို့ဖြုတ်လိုက်ရတယ်တန်ဟိုဘယ်လိုလဲငကိုကလေးကပြက်တော့ပြက်နေပြီးသားပေါ့နော်သို့တော်ညာလေးပဲဟိုပိုကောင်းတဲ့ဟိုကုသမှုအတွက်ပေါ့နော်ကျွန်တော်တို့သူတင်ပစုံခွက်ကနေပြီးတော့ပေါင်ရိုးနှစ်ချောင်းလုံးကိုဖြုတ်လိုက်ရတယ်အဲ့ညီမလေးကအခုချိန်ထိကောင်းကောင်းမွန်မွန်အဆင်ပြေပြေနဲ့ရှိနေတယ်လောဆယ်မှာကျွန်တော်တို့သူ့ကိုဆက်လက်ပြီးတော့စိတ်ကုသမှုခံယူဖို့အတွက်အိန္ဒိယကိုပို့ထားတယ်ပေါ့နော်ဆိုတော့ဒီညီမလေးကတော့တအားကိုအောင်ဟောစရာကောင်းပါတယ်စိတ်ဓာတ်လည်းတော်တော်လေးကြန့်ခိုင်နေတော်တော်လေးမာတယ်ဘာလို့6ရောက်ဖြတ်လိုက်ရလဲကျမရှေ့တန်းသွားချင်လေးတာအဲ့လိုမျိုးပဲသူတောက်လျှောက်ပြောနေတယ်ခွဲစိတ်နေတဲ့အချိန်မှာရောခွဲစိတ်ပြီးတော့တဲ့အချိန်မှာရောကျမရှေ့တန်းသွားချင်သေးတယ်ရှေ့တန်းလိုက်ချင်သေးတယ်ဒီလိုတောက်လျှောက်ပြောနေခဲ့တာပေါ့နော်ဆိုတော့ဒီနေရာမှာဒါကိုappreciate လုပ်ရမယ်ဆို BNI ကရင်းမိပေါ့နော် BNI ကရင်းမိဖြစ်ပါတယ်အညာသူလေးပေါ့အညာဒေတာရင်းမိလေးဖြစ်ပါတယ်ဆိုတော့အခုချိန်မှာသူ့ကိုခွဲစိတ်ပြီးနောက်ပိုင်းမှာကျွန်တော်တောက်လျှောက်စဉ်းစားနေတာသူ့ကိုကျွန်တော်တို့ဘယ်လိုကူညီရမလဲငါသူ့ကိုဘာကူညီနိုင်တဲ့သူ့ရဲ့စိတ်ဓာတ်ခွန်အားအတွက်သူဆက်ပြီးအသက်ရှင်ရပ်တည်ဖို့အတွက်သူစိတ်ဓာတ်ကျမသွားဖို့အတွက်ငါတို့ဘာတွေလုပ်ရမလဲပေါ့နော်သူတို့အဖွဲ့ကလူကြီးနဲ့လည်းကျွန်တော်ဆွေးနွေးဖြစ်ပါတယ်ဒီလိုလေးလုပ်ပေးကြရင်ကောင်းမလားဒီလိုလေးလုပ်ပေးကြရင်ကောင်းမလားပေါ့နော်နောက်ကျွန်တော် psychiatric ဆရာဝန်ပေါ့နော်ဒီစိတ်ယောဂနဲ့ပတ်သက်တဲ့ဆရာဝန်ပေါ့သူ့ကိုနောက်ပိုင်းမှာ motivation တွေပေးနိုင်ဖို့အတွက်လည်းကျွန်တော်နည်းနည်းချိတ်ဆက်ထားရပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေကိုပြောပြရခြင်းဒီအောင်မြင်မှုတစ်ခုရဖို့အတွက်ကျွန်တော်တို့ဘက်ကဘလောက်တောင်ရင်းရလဲဆိုတာကိုကျွန်တော်ပြောပြတာပါလွယ်ကူကူနဲ့ရခဲ့တာတော့မဟုတ်ဘူးမြို့သိမ်းတိုက်ပွဲဆိုပြည်သူတွေကပျော်ကြတယ်ဒီကတော်လန်ပြည်သူတွေပေါ့နော်မြို့သိမ်းတိုက်ပွဲဟေးတိုက်ပွဲဟေးမြို့သိမ်းတိုက်ပွဲကြီးလက်ခမောင်းခတ်ပြီးအားပေးကြတယ်တိုက်ပွဲကာလတိုက်ပွဲကာလနည်းနည်းလေးကြာလာတဲ့ခါမပြီးသေးဘူးလားမင်းတို့ကကြာလိုက်တာဘယ်တော့ပြီးမှာတော့ပြီးမှာလားဘလူတွေတော့နေကြရလဲစသဖြင့်တချို့လိုမျိုးပေါ့နော်နည်းနည်းလေးစိတ်မရှိကြတာမျိုးလေးတွေရှိကောင်းရှိနိုင်တယ်ဆိုတော့ဒီလိုပေးဆက်မှုတွေဒီလိုစွန့်လွတ်မှုတွေကြားထဲမှာကျွန်တော်တို့တွေဟာအလုပ်လုပ်ကြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခက်အခဲတွေအများကြီးရှိတယ်ကျွန်တော်တို့အများကြီးစိတ်ဓာတ်ကြခဲ့ကြတယ်အများကြီးစိတ်ညစ်ခဲ့ကြတယ်ကျွန်တော်တို့အချင်းချင်းအားပေးခဲ့ကြတဲ့နေ့ရက်တွေအများကြီးရှိတယ်ကျွန်တော်ရောက်ပြီးတစ်လလောက် mission နေ့မှာဆိုရင်ဒီ Flam CNDF ရဲ့တိတ်ကိုအားကိုးရတဲ့တပ်မဟာမှုတယောက်ကြာသွားတယ်ကြာသွားတဲ့အချိန်မှာကျွန်တော်တို့စီရောက်ပြီးကျွန်တော်တို့ကုသမှုခံယူပြီးမှပေါ့နော်ကြာသွားခဲ့တာပေါ့နော်နှလုံးနည်းနည်းထိတာပေါ့နော်နှလုံးနည်းထိတာဒါပေမဲ့ကျွန်တော်တို့စီမှာအဲ့ဒီနှလုံးထိတာတော့ကုသမှုကမပေးနိုင်တော့တရက်ကျော်မှာသူကြာသွားတယ်ကြာသွားတော့အမှန်တမ်းပြောရင်ကျွန်တော်စိတ်ဓာတ်တအားကြတယ်ငါတို့မလုပ်ပေးနိုင်လိုက်ဘူးငါတို့မကယ်ပေးနိုင်လိုက်ဘူးငါကိုသာ confident နေရှိနေတာတကယ်တော့ငါဘာမှမဟုတ်သေးဘူးကျမရဲ့အတိုင်းဝိုင်းမှာလည်းငါဘာမှမဟုတ်သေးဘူး
ဆရာဝန်တယောက်အနေနဲ့လည်းငါဘာမှမလုပ်နိုင်ဘူးဒီလူနာကိုတော့ငါမကယ်နိုင်ဘူးငါထပ်ပို့တော်တဲ့လူတွေဒါဒီနေရာမှာရှိခဲ့ရင် तू ကအသက်ရှင်နိုင်မှာအဲ့လိုမျိုးကျွန်တော်တွေးပြီးတအားစိတ်တက်ကြတယ်စိတ်တက်ကြတော့ဟိုဖလန်ရဲ့စစ်ဦးစီးချုပ်ပေါ့နော်ကျွန်တော် CNDF ရဲ့စစ်ဦးစီးချုပ်ကိုအာ CS ကျွန်တော်ပြန်တော့မယ်ပေါ့နော်ကျွန်တော်မင်းတက်ပြန်တော့မယ်ဒီမှာကျွန်တော်ရှိနေတဲ့အခြေအနေကပို့ပြီးတော့ကောင်းလာမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပြန်ရင်ကောင်းမယ်ထင်တယ်လို့ကျွန်တော်ပြောတော့ CS ကဆီယမပြန်ရင်ကျွန်တော်တို့ဘယ်လိုလုပ်လဲပေါ့နော်တခြားလူတွေကိုကြည့်ပါဦးဒီတယောက်တည်းကိုဆီယမမကြည့်နဲ့ပေါ့နော်ဆီယမတခြားလုပ်ပေးခဲ့တဲ့တခြားလူတွေကိုကြည့်အောင်ပါညာပေါ့အဲ့လိုမျိုးတကယ်တမ်း तू ကသာအားပေးရ तू လည်းအဲ့အချိန်မှာစိတ်တက်တအားကြနေတာသူတို့ဖလန်ရဲ့အရန်ကိုအားကိုးရတဲ့ရဲဘော်တက်မဟာမှုဆိုတော့ခါကျ तू လည်းတအားကိုစိတ်တက်ကြနေတာဒါပေမဲ့စိတ်တက်ကြတဲ့လူချင်းအတူတူကိုမှ तू ကကျွန်တော်ကိုပြန်အားပေးနေရတာပေါ့နော်ရှေ့ဆက်ဖို့အတွက်အဲ့လိုကျွန်တော်တို့မှာဒီတိုက်ပွဲကြီးအောင်နိုင်ဖို့အတွက်စိတ်တက်ကြမှုတွေစိတ်ဆင်းရဲမှုတွေစိတ်ညစ်မှုတွေများစွာကြားထဲမှာအချင်းချင်းအားပေးပြီးတော့မှကျွန်တော်တို့ဒီနေ့အားလုံးရဲ့ရှေ့ကိုကျွန်တော်တို့အောင်ပွဲယူလာခဲ့တာပါလေကူတဲ့အောင်မြင်မှုမဟုတ်ဘူးတကယ်ကိုတအားကိုခက်ခဲပြီးတော့တအားကိုရုန်းကန်ခဲ့ရတဲ့အဖြစ်ပြက်ပေါင်းများစွာစိတ်နိုင်ရာပေါင်းများစွာစိတ်လက်ကြမှုပေါင်းများစွာတွေကနေဖြတ်တန်းခဲ့ရတဲ့ရယူခဲ့ရတဲ့အောင်မြင်မှုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအောင်မြင်မှုအတွက်ကိုကျွန်တော်တို့ရဲ့တော်လန်ပြည်သူတွေအားလုံးကိုရဲဘော်ရဲဘက်တွေအားလုံးကရောကျွန်တော်တို့ရဲ့ဒီအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းထားပေးဖို့အတွက်တောင်းဆိုလိုပါတယ်ကျွန်တော်တို့ခွန်အားလေးထဲနဲ့ပဲဒီအောင်မြင်မှုကိုကျွန်တော်တို့ထိန်းလို့မရဘူးဒီအောင်မြင်မှုထဲနဲ့ပဲရပ်တန့်လို့လည်းမရဘူးကျွန်တော်တို့ရှေ့ဆက်သွားရအောင်မယ်ကျွန်တော်တို့ဒီချင်းပြည်နယ်မှာလွတ်မြောက်သေးတဲ့မြို့တွေကျန်သေးတယ်အဲ့ဒီမြို့တွေအတွက်ကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်မယ်ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်သွားရင်တော့မြေပြန့်ဒေသကြီးကျန်သေးတယ်တော်လှန်ရေးဟာရှိဆက်လုပ်ရအောင်မယ်အဲ့တော့ကျွန်တော်တို့ကချင်းပြည်ရဲ့မလွတ်မြောက်သေးတဲ့တခြားမြို့တွေကိုလည်းလွတ်မြောက်အောင်လုပ်ရမယ်ချင်းပြည်လွတ်မြောက်ပြီးတော့တဲ့နောက်မှာတော့ကျွန်တော်တို့ဟာမြေပြန့်ဒေသကိုဆင်းပြီးတော့ဒီကျွန်တော်တို့ရဲ့ချင်းတော်လှန်ရေးရဲဘော်တွေနဲ့အတူတူကျွန်တော်တို့အားလုံးဆက်ပြီးတော့တော်လှန်ရေးအောင်မြင်သွားတဲ့အထိကျွန်တော်တို့တွေပါဝင်ကြဖို့တိုက်ပွဲဝင်ကြဖို့တော့ကျွန်တော်တို့တွေဆန္ဒရှိတယ်ဒီလိုမျိုးဆန္ဒတွေကိုကျွန်တော်တို့ရဲ့တော်လှန်မိဘပြည်သူတွေကနေပြီးတော့ပံ့ပိုးပေးမယ်ပါဝင်ပေးမယ်နောက်ကနေကျွန်တော်တို့ရှေ့ကတိုက်ပါမယ်နောက်ကနေကျွန်တော်တို့ကိုတော့ထောက်ပို့ပေးပါစိတ်သက်ခွန်အားအရတော်၎င်းငွေကြေးအရတော်၎င်းလူအားရတော်၎င်းမိဘပြည်သူတို့ထောက်ပံ့နိုင်သမျှရှိသမျှနဲ့ကျွန်တော်တို့ကိုထောက်ပံ့ပေးပါကျွန်တော်တို့မှာစိတ်သက်ခွန်အားတွေရောအကြံဉာဏ်တွေရောထောက်ပြမှုတွေရောလမ်းညွှန်ပြသမှုတွေရောငွေကြေးအင်အားတွေရောကျွန်တော်တို့အများကြီးလိုအပ်နေပါသေးတယ်အဲ့အတွက်မိဘပြည်သူတွေကကျွန်တော်တို့ကိုလမ်းညွှန်ပေးမယ်ထောက်ပြပေးမယ်ကူညီပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးရင်ဂုဏ်ပြုစကားအနေနဲ့ကတော့ချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကြီးကိုကျွန်တော်တို့အားလုံးမြေပြတ်တောင်တန်းညီကိုတွေအားလုံးပေါင်းပြီးတော့ကျွန်တော်တို့အောင်ပွဲကိုရယူနိုင်ခဲ့ပြီဖလန်းမြို့သိမ်းတိုက်ပွဲမတိုင်ခင်မှာကျွန်တော်ကိုမေးတယ်တခြားလူတွေကိုလည်းမေးဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအတွေးအယမ်းများပါတယ်ဝန်ခံရအတွေးအယမ်းများတယ်တော်လိုင်းရေးကာလ၄နှစ်လုံးမှာတောက်လျှောက်ကျွန်တော်မနာတမ်းပြေးခဲ့ရတဲ့ဝန်တော့ဝန်ပိုးတွေကိုထမ်းခဲ့ရတဲ့လူတယောက်အနေနဲ့အရန်ကိုအိမ်ပြန်ချင်နေတဲ့လူငယ်တယောက်အနေနဲ့ဆန္ဒစောတာလည်းဖြစ်ကောင်းဖြစ်ပါမယ်ကျွန်တော်ဆန္ဒစောတဲ့အတွက်ကြောင့်မလို့တချို့အပိုင်းတွေမှာအားမရတာတွေရှိတယ်မေးခွန်းထုတ်မိတာတွေရှိတယ်ဆိုတော့ဖလန်းမလာခင်မှာကျွန်တော်ဗာမေးခွန်းထုတ်မိလဲဆိုရင်ဒီຫນွေဥတော်လှန်ရေးမှာ ERO မပါဘဲနဲ့နှစ်ပေါင်းများစွာလက်နက်ကင်လာတဲ့တိုင်းရင်းသားလက်နက်ကင်တော့ကျွန်တော်တို့ဘက်မှာဆိုရင်တော့10စုနှစ်ကျော်လက်နက်ကင်လာတဲ့ရခိုင်တပ်တော်အရကန်တပ်တော်ပေါ့နော်ကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့မနိုင်ပြောရင်တော့အရကန်တပ်တော်ကိုတော်တော်လေးဒီမြန်မာပြည်ရဲ့အနောက်ချမ်းပေါ့နော်ကျွန်တော်တော်တော်လေးအားကိုအားထားကြတယ်ဆိုတော့ဒီလိုမျိုးနှစ်ပေါင်းများစွာလက်နက်ကင်လာတဲ့တိုင်းရင်းသားလက်နက်ကင်တွေအရကန်တပ်တော်မပါဘဲနဲ့ပြည်သူကယုံကြည်အားထားလို့ရတဲ့ပြည်သူကအားကိုးလို့ရတဲ့အောင်ပွဲတွေကိုယူနိုင်မဲ့ဒီຫນွေဥတော်လှန်ရေးကြမှာလက်နက်ကင်လာတဲ့အဖွဲ့တွေထဲမှာအားကိုးလို့ရတဲ့အဖွဲ့ဘယ်နှဖွဲ့များရှိမလဲကျွန်တော်ကိုလည်းမေးခွန်းထုတ်ကြည့်တယ်သူများတွေကိုလည်းကျွန်တော်မေးကြည့်တယ်ဖလန်းတိုက်ပွဲမတိုင်ခင်မှာတော့အမှန်တည်းပြောရင်တော့တအားကြီးရေရတဲ့အဖြေမရခဲ့ဘူးဒါပေမဲ့အခုဖလန်းတိုက်ပွဲပြီးမှာတော့ကျွန်တော်တို့ရေရတဲ့အဖြေရခဲ့ပြီလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီနေ့ဒီချိန်မှာကျွန်တော်တို့ဟာတိုင်းသားလက်နက်ကင်နှစ်ပေါင်းများစွာလက်နက်ကင်လာတဲ့တိုင်းသားလက်နက်ကင်တွေမပါဘဲနဲ့ကျွန်တော်တို့၄နှစ်သားလေးတွေရဲ့ခွန်အားနဲ့လေးစိတ်
ပါတဲ့ဒုတိယမြို့တော်ကြီးကိုကျွန်တော်တို့သိမ်းနိုင်ခဲ့ပြီဒါဟာတကယ်ကိုကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်ပါတယ်လေစိတ်ပါတဲ့မြို့တော်ကိုသိမ်းနိုင်ခဲ့တာဟာဒီຫນွေဦးတော်လှန်ရေးမှာရခိုင်တပ်တော်ရှိမယ်ပြီးရင်တခြားအဖွဲ့တွေမှာပဲအဖွဲ့ရှိအောင်မလဲပေါ့နော်ရှိအောင်မလဲကျွန်တော်တော့ဟိုတိတ်သတင်းသိမ့်မဖတ်တာလားမတွေ့တာလားတော့မသိဘူးပေါ့နော်ဆိုတော့လေစိတ်ပါတဲ့မြို့တော်ကိုသိမ်းနိုင်တာဟာရခိုင်တပ်တော်ရှိမယ်ဒီအနောက်ချမ်းမှာတော့ရခိုင်တပ်တော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဖလန်းမြို့သိမ်းတိုက်ပွဲကတကယ်ကိုကြီးမားတဲ့ဒါအောင်မြင်မှုပေါ့နော်ကျွန်တော်တို့လေစိတ်ပို့ဆောင်ဆက်သွယ်ရေးအချက်ချာကြာလွန်းလို့လေစိတ်ပါတိဆောက်ထားရတဲ့တကယ်မြို့တော်ကြီးကိုကျွန်တော်တို့သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒါဒီအတွက်ကြောင့်မို့လို့တောင်တန်းမြေပြတ်ဒီမှာပါဝင်ခဲ့ကြတဲ့ညီကိုမောင်နှမအားလုံးလက်လက်ကင်ရဲဘော်အားလုံးအဖွဲ့အားလုံးကိုလည်းဂုဏ်ယူတယ်ကျွန်တော်တို့ဒီတိုက်ပွဲမှာအစွမ်းကုန်ခဲ့ကြတဲ့ရှေ့တန်းနောက်တန်းအလယ်တန်းလူသမျှနေရာတိုင်းမှာပါဝင်အားဖြည့်ကြတဲ့ကျွန်တော်တို့ရဲ့စေးအဖွဲ့ကျမကြီးအဖွဲ့သူနာပြုဆရာဆရာမတွေနောက်ကျွန်တော်တို့ရဲ့စီနီယာအကိုကြီးနဲ့တကွဒီဖလန်းကဒေသခံဆရာဆရာမတွေနောက်ကလေးမျိုးကလာကူကြတဲ့ဆရာတွေဆရာမတွေအားလုံးကိုလည်းဂုဏ်ယူတယ်နောက်ဒီဖလန်းမြို့သိမ်းတိုက်ပွဲအတွက်နေရာကြရကဏ္ဍအသီးသီးကနေတာဝန်ယူပေးကြတဲ့နောက်ငွေကြေးအင်အားတော်၎င်းလူအင်အားတော်၎င်းစိတ်ဓာတ်အင်အားတော်၎င်းထောက်ပို့ပေးကြတဲ့ပြည်သူအားလုံးကိုလည်းဂုဏ်ယူတယ်ကျေးဇူးအထူးတင်တယ်လို့ပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့ဆက်လက်ပြီးတိုက်ပွဲတွေဖော်ဆောင်မဲ့ချင်းညီနောင်ရဲ့စီရေးဖော်ဆောင်မှုတွေမှာလည်းမိဘပြည်သူတွေအနေနဲ့ဆက်ပြီးတော့ထောက်ပို့ပေးကြဖို့အတွက်တောင်းဆိုလိုပါတယ်ဟုတ်ကျေးဇူးများတင်ပါတယ်ဒေါက်တာရင်လေးစားပါတယ်